It coffee ဆိုင်နှင့်သတင်းပေါက်များစီသို့မိုးတံတစ်ဖြက်ဖြက်ခတ်လာသည်နောက်ခံတွင် Jazz ဂီတပျော်ပြောင်းစွာဖွင့်သည်စတိုင်ကြပြီးတက်ရက်လှပသောအသက်30အရွယ်အမျိုးသမီးလိမ့်နာသည်စာအုပ်ဖတ်နေသည့်ထောင်စာပွဲတွင်ထိုင်နေသည်ချစ်စရာကောင်းသောအသက်32ရှိလူချောကျိတ်သည်ချစ်စရာကောင်းတော်လဲအနှဲငယ်စိတ်ကောက်ကားထီးကိုချွတ်ကားလမ်းလျှောက်လာသည်ခွင့်လွတ်ပါဒီနေရာကိုယူသွားပြီလားမောကြီးလိုက်အနှဲငယ်ပြုံးသည်လာတေးထက်ပိုကြအောင်နေဖို့စီစဉ်နေမှသာလျှင်ကော်ဖီကိုလေးလေးနက်နက်တောက်တယ်ငါပါဝင်ပြီဆိုပါကကျေနပ်ပါသလားကလားထိုင်ကိုလက်ပြသည်ငါဧည့်သည်ဖြစ်ပါစေဂျိတ်ထိုင်ကကော်ဖီတောက်လိုက်သည်သူတို့သည်အကြည့်ချင်းဖလှယ်ကြသည်ဆက်စုသည်ရဲသည်ငါဂျိတ်ပါရိန်းတော်ကစာရေးဆရာအမှတ်စဉ်အတွေးလွန်သူတယောက်ပါခါမြလီနာပါစာအုပ်ကိုနှစ်သက်သူခရီးသွားဆွဲလန်းသူတယောက်ပါရှင့်ဒါဆိုဒါကတိုက်ဆိုင်မှုလို့မင်းထင်လားဘဝကဇလန်းကောင်းတွေကိုကြိုက်တယ်လို့ထင်ပါတယ်ဒီဇလန်းကိုပိုကောင်းအောင်လုပ်ချင်တာလားမူတီရဲ့နောက်အခန်းကဘလို့လဲတစိမ့်နှစ်ယောက်မိုးမုံတိုင်းတစ်ခုကော်ဖီဒုတိယတစ်ခွက်ပြုံးသည်ကိမ့်မုံတစ်ချက်နဲ့လာလျင်သာဘာရီစတာကအားဖြည့်စေးနဲ့နီးလာချိန်မှာသူတို့ပြုံးတဲ့အပြင်မှာမိုးကဆက်ရွာနေပေမဲ့အတွင်းမှာတော့တခုခုစတယ် Subscribe my channel